Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ game မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဆော့မဲ့ game က Zombie Tsunami game လေးပဲဖြစ်ပါတယ်အရင်တက်တုန်းကပေါ့နော်ဒီ bonus game မှာ level 4ထိခဲ့ရပိုးမှရှုံးသွားတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့အရင်နေ့ကနဲ့မတူဘဲနဲ့ဒါက mission အဖြစ်တစ်ခုပေါ့နော်အရင်နေ့တုန်းကရောက်တော့golden bone ကိုယူရတာပေါ့နော်ဒီနေ့တော့မဟုတ်ပဲနဲ့ဒီ civilian ကိုစားရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်နှကောင်စားနိုင်မလဲပေါ့နော်သူထိတ်ဆုံးထိရောက်တယ်ဆိုလို့ရှိရင်တော့စိန်လုံး300ရမှာပေါ့နော်သူlevel ဘယ်နှခုရှိလဲဆိုတော့1 2 3 4 5 6 9ခုရှိရပေါ့နော်အဲ့ဆိုရင်စပြီးတော့စော့မယ်ပေါ့နော်ဘယ်လောက်ထိစော့နိုင်မလဲပေါ့စလိုက်ပါမယ်နော်စားပါပြီဒီတော့ပထမဆုံး mission ကအယောက်30ပေါ့နော်ခမရပဲရှိရဆိုဒီကောက်တွန်းနေရဖြစ်နေတယ်14ရောက်ရရည်ပေါ့နော်14ရောက်ရပါပြီလည်းပဲပြည့်သွားပါပြီဒီရဲ့ mission ကပထမဆုံး mission ကတော့ပြီးသွားပါပြီဒုတိယ mission က35ရောက်ပါအဲဒါဆော့ပါမယ်35ရောက်ရမှာပေါ့နော်ရောက်ရပြီပေါ့နော်ဒီမိုင်းလာလို့ရှိရင်ဆောင်းလာနေလို့စိုက်မိဆုံးတယ်အားများတယ်ဒါနဲ့တော့လာရင်တော့ခဏနဲ့မြင်ရမှာပဲနော်ဆိုရင်ဒုတိယ mission ပြီးသွားပြီပေါ့နော်တတိယ mission ကအယောက်40ပါအယောက်40ဆော့ပါမယ်ဒီတော့တော့ကားရမှာဆိုရင်တော့ဘုံကြီးအများကြီးချထားတယ်ပေါ့နော်မချုံနိုင်လို့ဆိုရင်တရားလို့ဆိုပြီးဘုံကြီးအများကြီးချထားတယ်ဒီကနည်းနည်းပဲပေါ့နော်ထားထားတယ်ဆိုရင်နည်းနည်းပဲပြန်တယ်ကောက်လည်းပြင်းနေရဖြစ်နေတယ်လည်းပြင်းနေရှိတော့ဒီမှာတစ်ခါရောက်ပဲရှိသေးတယ်ဗောနော်စားထားတာကအယောက်40တောင်စားရမှာဆိုတော့ဆက်ရောက်ပဲကျန်တော့ဆက်ရောက်တော့စားပြီးပြီဗောနော်ငါဘုံနဲ့အများကြီးထားတာပဲနားမှာပေါ့နော်ဘုံနဲ့အများကြီးပြီးတော့ဘုံနဲ့အများကြီးကျနေတယ်အာယုံနေများတယ်အာယုံနေများပြီးတော့ငါပြန်နှုတ်ထားတာလေသိသွားပါပြီသူ့စီကနေရအောင်မလားနော်တခုရပါတယ်အကောင်ရတယ်ဆိုတော့အမှဆက်သွားမယ်ပေါ့နော်ခုလည်းသိသွားပါပြီ ဒါ
ဒါပေမဲ့3ခါမှခွင့်ရှိတာဖြစ်တဲ့အတွက်နောက်ထပ်2ခါကျန်သေးရဲ့ပေါ့နော်အားဆိုဆက်စောကြည့်နေပါနော်ရပါမလားတော်တော်ခက်တယ်ပေါ့နော်သူကပြောမယ်ဆိုလို့ရှိရင်1ယောက်40မရအောင်ဒီလေမှာဘုံနေအများကြီးတားထားပြီးရဆိုတော့1ယောက်40ရအောင်ကဘယ်လိုမှမလွယ်ဘူးပေါ့နော်ထားတာရဘုံနေဖြစ်ပြီးတော့ကြောက်သွားလိုက်ဖြစ်နေတယ်ဒါပေမဲ့နောက်တစ်ချိန်တော့ဆောက်လို့ရသေးတယ်ပေါ့နော်ဒီတစ်ခေါက်မှရှုံးနေဆိုရင်တော့ရှုံးသွားမှာပေါ့နော်အခုတော့တခြားလေးကိုထားလို့ဆောက်ရမယ်ဒါနဲ့ဒီကားရဲ့ပုံနဲ့အရင်များနေတယ်ပေါ့နော်ဒီကဘယ်လိုဖြစ်လိုက်ဖြစ်နေတယ်လို့ဖြစ်နေသွားပါပြီရှုံးသွားပါပြီသူစီရတခုရသေးရပါတော့အဲ့ဒါဆိုတော့ဆော့ဆော့လေးရမှာပေါ့နော်ဒါပေမဲ့ဘုံနဲ့အများကြီးကျော်နိုင်မှာမလားဆိုတာစောင့်ကြည့်ရမှာပေါ့နော်တည်သွားပါပြီစိတ်နှုံး9လုံးပဲရတယ်ပေါ့နော် level ကလည်း3ခုထိပဲဆော့နိုင်တယ်ပေါ့နော် mission ကဆိုလို့ရှိရင်ဒီနေ့ရဲ့ဒီဗီဒီယိုလေးကိုဘာမှမလုပ်ရနိုင်လိုက်ပါနဲ့နောက်ဗီဒီယိုကြောင့်လို့ရှိရင်နောက်ထပ် mission ကမနေ့ကလောက်ပြီးဆော့နိုင်တယ်ပေါ့နော်ဒီ mission အစ်စ်တွေလာအောင်လို့ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတိုင်းနဲ့တက်တဲ့ရှင်ကို like and subscribe လုပ်ပေးကြပါဦးတောင်းဆိုလိုက်ပါရရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်